我苗不路的，老皮老口的，那飘到就出谁能的？勇气么子的，地卡他个，一旦把的米皮了啊，成家啊，一个梦想就路比马的给得家。我苗不路的，老气老口的，那飘到就出谁能的？勇气么子的，地卡他个，地上把米皮路啊成家吧，一个梦想就路比马的给得家。然后代替不过谁嘛上家吧，代替定个就是个谁不离个谁吧。然后代替不过谁嘛上家吧，代替定个就是个谁不离个谁吧。代替昂谁嘛谁就昂面啦，表面就嘛对嘛。这个西罗比亚也没得一个窟窿啊，就是来家吧，他的那水罗米罗包了呀。两种皮苗代替包布，还公婆吧。真爱昂上来苗，还公婆吧。两种皮苗代替包布，还公婆吧。真爱昂上来苗，不跟我公婆吧。人代替不跟我，谁马上路的？这天包啊，就家吧可苗。代替不跟我，谁马上家吧？代替定个就是个谁不离个谁吧？代替不跟我，谁马上家吧？代替定个就是个谁不离个谁吧？代替昂谁嘛谁就昂面啦，表面就嘛对嘛。你的家西罗比亚也没得一个窟窿个。就是来家吧，他那水罗米罗包了呀。两种皮苗代替包布，很公婆吧。真爱昂上来苗，不跟我公婆吧。两种皮苗代替包布，很公婆吧。真爱昂上来苗，不跟我公婆吧。人代替不跟我，谁马上路的？对天包啊，就家吧可苗。
နသီလဘာဝနာဗုဒ္ဓတရားဒေသနာတန်တရားမှလွတ်ဖို့ရာကောင်းသောမှုကိုပြုကြပါကောင်းသောမှုကိုပြုကြပါဒါနသီလဘာဝနာဗုဒ္ဓတရားဒေသနာတန်တရားမှလွတ်ဖို့ရာကောင်းသောမှုကိုပြုကြပါကောင်းသောမှုကိုပြုကြပါမြတ်တော်ကုသိုလ်ယူပါပြီးကင်းခြင်းကဒါနမျိုးစီတရားအချင်းတော်လက်တို့များစွာပေးမှကူကြတာပေးမှကူကြတာနှလုံးသားလှတဲ့စေတနာဖြူစင်လေးသောမေတ္တာပြီးကြည်ပြုံးများနေတာလူတဲ့နာဒါနကုသိုလ်ပါရှိမှယုံကြည်တာငါပါသောသီလတရားကိုခါဝဲပစိုးလို့မြဲကြပါခါဝဲပစိုးလို့မြဲကြပါအကျင့်စာရိတ္တကောင်းအောင်လူဘဝခဏလေးခိုင်မာနေထိုင်မှာအပေတကားလဲပိတ်တာတဏှာကောင်းညို့ဖြာမကောင်းသောအမှုကိုရှောင်ငါဆောင်ထိန်နာသီလကုသိုလ်ပါအရာရာမမြဲခြင်းခဏတာဒီလောကဒီကဘာဒုက္ခတွေများစွာဒုက္ခတွေများစွာခန္ဓာကိုယ်ဉာဏ်နဲ့ကြည့်ရင်ဖြစ်ပြတဲ့ဘောတွေပါယုံနာနှစ်ပါးပဲရှိတာပါတန်တရားချရပြတ်အောင်သာရှုပါပွားများကြပါဘာဝနာကုသိုလ်ယူကြပါဒါနသီလဘာဝနာဗုဒ္ဓတရားဒေသနာတန်တရားမှလွတ်ဖို့ရာကောင်းသောအမှုကိုပြုကြပါကောင်းသောအမှုကိုပြုကြပါဒါနသီလဘာဝနာဗုဒ္ဓတရားဒေသနာတန်တရားမှလွတ်ဖို့ရာကောင်းသောအမှုကိုပြုကြပါကောင်းသောအမှုကိုပြုကြပါမြတ်တော်ကုသိုလ်ယူပါပြီးကင်းခြင်းကဒါနမျိုးစီတရားအချင်းတော်လက်တို့များစွာပေးမှကူကြတာပေးမှကူကြတာနှလုံးသားလှတဲ့စေတနာဖြူစင်လေးသောမေတ္တာပြီးကြည်ပြုံးများနေတာလူတဲ့နာဒါနကုသိုလ်ပါရှိမှယုံကြည်တာငါပါသောသီလတရားကိုခါဝဲပစိုးလို့မြဲကြပါခါဝဲပစိုးလို့မြဲကြပါအကျင့်စာရိတ္တကောင်းအောင်လူဘဝခဏလေးခိုင်မာနေထိုင်မှာအပေတကားလဲပိတ်တာတဏှာကောင်းညို့ဖြာမကောင်းသောအမှုကိုရှောင်ငါဆောင်ထိန်နာသီလကုသိုလ်ပါအရာရာမမြဲခြင်းခဏတာဒီလောကဒီကဘာဒုက္ခတွေများစွာဒုက္ခတွေများစွာခန္ဓာကိုယ်ဉာဏ်နဲ့ကြည့်ရင်ဖြစ်ပြတဲ့ဘောတွေပါယုံနာနှစ်ပါးပဲရှိတာပါတန်တရားချရပြတ်အောင်သာ
ပါပွားများကြပါဘာဝနာကုသိုလ်ယူကြပါနာတိလဘာဝနာဗုဒ္ဓတရားဒေသနာတန်တရားမလို့ကိုရကောင်းသောအမှုကိုပြုကြပါကောင်းသောအမှုကိုပြုကြပါဒါနတိလဘာဝနာဗုဒ္ဓတရားဒေသနာတန်တရားမလို့ကိုရကောင်းသောအမှုကိုပြုကြပါကောင်းသောအမှုကိုပြုကြပါဒါနတိလဘာဝနာဗုဒ္ဓတရားဒေသနာတန်တရားမလို့ကိုရကောင်းသောအမှုကိုပြုကြပါကောင်းသောအမှုကိုပြုကြပါဒါနတိလဘာဝနာဗုဒ္ဓတရားဒေသနာတန်တရားမလို့ကိုရကောင်းသောအမှုကိုပြုကြပါကောင်းသောအမှုကိုပြုကြပါဗုဒ္ဓဒေသနာတော်ဟောပေါ်ညွန်ပြဆုံးမတော်နိဗ္ဗာန်ကိုလမ်းပြတော်မူသောဆရာတော်ဝိတုဒ္ဓဓမ္မသဘင်ဒေသနာတော်ဓမ္မပလင်ရှိရာစီကိုတရားနာချတော်မူပါနိဗ္ဗာန်မြို့နှိုးဆော်ပြစေနော်ဗုဒ္ဓဒေသနာတော်ဟောပေါ်ညွန်ပြဆုံးမတော်နိဗ္ဗာန်ကိုလမ်းပြတော်မူသောဆရာတော်ဝိတုဒ္ဓဓမ္မသဘင်ဒေသနာတော်ဓမ္မပလင်ရှိရာစီကိုတရားနာကြတော်မူပါနိဗ္ဗာန်မြို့နှိုးဆော်ပြစေနော်သာသနာအာဇာနည်ရှင်ဝိတုဒ္ဓဆရာတော်ပဲခူးတိုင်းနောက်ခရိုင်ရဲ့ရွှေတောင်မြို့တော်တရားတင်ဆက်လာတဲ့မအိုတိုင်းချေရွာလေးမှာဘာသာသာသနာအကျိုးပြုလို့သာသတင်းတောင်းဆန်းပြောမအိုတိုင်းကျောင်းတိုက်ကြီးရဲ့ပဒါနနာယကဆရာတော်တရားရည်မြိတ်စေကိုတိုက်ချွေတော်မူပါတရားတပည့်တော်တို့ယူတည်ဥခိုင်ပင်လျှောက်ပါသည်ဖယားဆရာတော်ဘေးကင်းပါစေသောကိုယ်စိတ်နှပါလေးအေးစေသောရာကျော်ရှိစေချမ်းသာပါစေသောဆရာတော်မြတ်တာရိပ်ကြောင့်အလုံးလေးအေးချမ်းကြစေသောဗုဒ္ဓဒေသနာတော်ဟောပေါ်ညွန်ပြဆုံးမတော်နိဗ္ဗာန်ကိုလမ်းပြတော်မူသောဆရာတော်ဝိတုဒ္ဓဓမ္မသဘင်ဒေသနာတော်ဓမ္မပလင်ရှိရာစီကိုတရားနာကြတော်မူပါနိဗ္ဗာန်မြို့နှိုးဆော်ပြစေနော်
နာအာဇာနည်ရှင်ဦးဝီတုတ္တဆရာတော်ပဲခူးတိုင်းနောက်ခရိုင်ရဲ့ရွှေတောင်မြို့တော်တော်ရတင်ဆက်လာတဲ့မအိုတိုင်းချီရလေးမှာဘာသာသာသနာအကျိုးပြုလို့သာတရင်သုံးဆံပြောမအိုတိုင်းကြောင်းတိုက်ကြီးရဲ့ပဒါနာနာယကဆရာတော်တရားရည်အေးမြိတ်စေကိုတိုက်ချွေတော်မူပါတရားတပည့်တော်တို့ယူတည်ဥခိုင်ပင်လျှောက်ပါသည်ဖျားဆရာတော်ဘေးကင်းပါစေသောကိုယ်စိတ်နှပါလေးအေးစေသောတဲ့ရာကျော်ရှိစေချမ်းသာပါစေသောဆရာတော်မြတ်တာရိပ်ကြောင့်အလုံးလည်းအေးချမ်းကြစေသောတနေ့နဲ့တရွေ့ရွေ့ပြောင်းတဘာဝလောကကြီးဟာစိတ်အာယုန်လေးထွေပြာအနိဋ္ဌာယုန်တွေတပြေးပြေးများလာအိုးတင်လူသားတရီနဲ့တော်တရီနဲ့စားတရီတာစကားဆိုဒီခေတ်ဒီချိန်ခါစိတ်ကောင်းစေတနာကောင်းမြတ်မြတ်ထားကြပါရသမျှကုသိုလ်ဆောင်ရှောင်းနိုင်သမျှအကုသိုလ်ဖေခွာမဟုတ်ငါဟတ်တွေမလုံနဲ့မပြောနဲ့စုတ်ကတဲ့ရဲ့ရောက်နေတာတတိထားပါအနေနဲ့ငါပြနှလုံးသားထဲမြဲရှိနေပါဗျာတရီနဲ့တော်တရီနဲ့စားတရီထားစကားဆိုဒီခေတ်ဒီချိန်ခါစိတ်ကောင်းစေတနာကောင်းမြတ်မြတ်ထားကြပါရသမျှကုသိုလ်ဆောင်ရှောင်းနိုင်သမျှအကုသိုလ်ဖေခွာမဟုတ်မဟတ်တွေမလုံနဲ့မပြောနဲ့စုတ်ကတဲ့ရောက်နေတော့တတိထားပါအနေနဲ့ငါပြနှလုံးသားထဲမြဲရှိနေပါဗျာစိတ်ကောင်းနှလုံးကောင်းထားကကျန်တဲ့သောစကားကိုဆိုနေဗျာသူတစ်ပါးထိခဲ့ရင်ကိုယ်လည်းပဲထိခဲ့မှာသူတစ်ပါးစိတ်ဆင်းရဲရင်ကိုယ်လည်းတနေ့စိတ်ဆင်းရဲလာမှာစိတ်ကောင်းနှလုံးကောင်းထားကကျန်တဲ့သောစကားကိုဆိုနေဗျာသူတစ်ပါးထိခဲ့ရင်ကိုယ်လည်းပဲထိခဲ့မှာသူတစ်ပါးစိတ်ဆင်းရဲရင်ကိုယ်လည်းတနေ့စိတ်ဆင်းရဲလာမှာ
စာနာစိတ်ထားကြရင်အေးချမ်းလို့စင်ပြေမှာသူငါတတဝါထောက်ရမြဲမြတ်တော်ပို့တာပါကိုရစိတ်ပါချမ်းသာချမ်းသာကြစီရာအန်ဒီရဲ့ကတိကင်းငြိမ်ကြစီရာ30တပုံမှာရှိသမျှဝေနေရာလူနာပြမတတဝါပေါဘေးဥပအရေတွေကင်းရှင်းကြစီရာကိုရစိတ်ပါချမ်းသာချမ်းသာကြစီရာအန်ဒီရဲ့ကတိကင်းငြိမ်ကြစီရာ30တပုံမှာရှိသမျှဝေနေရာလူနာပြမတတဝါပေါဘေးဥပအန္တရာယ်တွေကင်းရှင်းကြစီရာမေတ္တာထားကချစ်တာပွားပါသုံးပါးသောယရနာကိုအစဉ်လွမ်းချုံထားပေးရန်ကင်းကွာစိတ်ပါချမ်းသာချမ်းသာကြစီရာအနေရဲ့ခတ်သိမ်းခင်းငြိမ်ကြစီရာ30တပုံမှာရှိသမျှဝေနေရာလူနာပြမတတဝါပေါဘေးဥပအန္တရာယ်တွေကင်းရှင်းကြစီရာကိုရစိတ်ပါချမ်းသာချမ်းသာကြစီရာအန္တရာယ်ခတ်သိမ်းကင်းငြိမ်ကြစီရာ30တပုံမှာရှိသမျှဝေနေရာလူနာပြမတတဝါပေါဘေးဥပအန္တရာယ်တွေကင်းရှင်းကြစီရာမေတ္တာထားကချစ်တာပွားပါသုံးပါးသောယရနာကိုအစဉ်လွမ်းချုံထားပေးရန်ကင်းကွာဆိုတာဆင်းရဲချမ်းသာကြုံရတတ်တဲ့ဘဝဆိုတာအနေမြင့်တဲ့ချရှိသမျှပဲဘဝဆိုတာတာရကနဲ့နိုင်ကြည့်ရတယ်လေဘဝဆိုတာဆင်းရဲချမ်းသာကြုံရတတ်တဲ့ဘဝဆိုတာအနေမြင့်တဲ့ချရှိသမျှပဲဘဝဆိုတာတာရကနဲ့နိုင်ကြည့်ရတယ်လေဟိုပြမပြေတဝင်းဝင်းဝစချင်းတရှုံရှုံပဲမမတော့ပြဟောရှိတာတွေလည်းမမေ့တင်ပါတယ်ဒုက္ခနဲ့ရင်ဆိုင်ကမှပုတ်တော့ပဲရှင်ပြိုင်ကသာမျက်စိတမိတ်စာလျှက်တပြည့်ရဲ့တွင်မှာမမြဲခြင်းတရားမှုအဆွဲကင်းရင်ကြပါငါမငွေရှိတယ်ငါမပညာရှိတယ်ငါမဥစ္စာရှိတယ်ငါမစီးစိမ်ရှိတယ်အလွာမတူအစင်တန်းခွဲချိုးလို့ရဲ့နေကဲကြမဆိုတာဘယ်တော့မ
မတည်မြဲအချို့အခွေအလဲပြောင်းများလို့တတိချက်ချဖို့အတီးကဲရမယ်အချိန်ဆင်းရဲချမ်းသာကြုံရတဲ့ဘဝဆိုတာအနေမြင့်တဲ့ချရှိသမျှပဲဘဝဆိုတာတာရကနေနိုင်ကြည့်ရတယ်လေဟိုပြမပြေတဝင်းဝင်းဝစချင်းတရှုံရှုံပဲမမတော့ပြဟောရှိတာတွေလည်းမမေ့တင်ပါတယ်ဒုက္ခနဲ့ရင်ဆိုင်ကမှဗုဒ္ဓပဲရှင်ပြိုင်ကတာမျက်စိတမိတ်စာလျှက်တစ်ပြဲရဲ့တွင်မှာမမြဲခြင်းတရားမို့အဆွဲကင်းရင်ကြပါငါငါငွေရှိတယ်ငါမှပညာရှိတယ်ငါမှဥစ္စာရှိတယ်ငါမှစီးစိမ်ရှိတယ်အလွာမတူအစင်တန်းခွဲချိုးလို့ရနေကဲကြမဆိုတာဘယ်တော့မှမတည်မြဲအချို့အခွေအလဲပြောင်းများလို့တတိချက်ချဖို့အတီးကဲရမယ်အချိန်ဗျာဒိတ်တိုင်းတည်ပါစေသောသာသနာတဝဲရာဇာတသက်တည်တံ့ခိုင်မြဲရှိကြစေသောဘုရားမြတ်ရှင်သက်တော်ထင်ရှားဗျာဒိတ်တော်တရားကြည်စေသော2500တဝဲ9018ပါစေသောချက်တိုင်ကုန်ကြဝီနေယချက်တန်းလွတ်တန်းဝင်စေသောလူမင်းရာဇာနမင်းဒေဝခြေသာရှင်ပြရှိစေသောတိုင်းသားပြည်သူဘုံလူအများခြေသာရှင်ပြရစေသောမင်းခသူအပေါင်းညီညာဖြတ်ပြရှိကြပါစေသောတိုင်းနိုင်ငံပြည်ရွာအေးချမ်းသာယာရှိစေသောရှေးဘုံပြည့်ရမြင်မျက်နှာသာသနာဘာသာလင်းစေသောရာဇာဓမ္မမင်းနဲ့ဖြာနေလိုလာလူအေးစေသောကြသောဗျာဒိတ်တိုင်းကြည်ပါစေသော
နာတဝဲရာဇာတသက်တည်ရန်ခိုင်မြဲရှိချစေသောဘုရားမြတ်ရှင်တတော်ထင်ရှားဗျာဒိတ်တော်တရားတည်စေသော2500တဝဲ9000ဆက်ရှိပါစေသောချက်ထိုင်ခုံကြဝီနေယချက်တန်းလွတ်တန်းဝင်စေသောလူမင်းရစွာနမင်းဒေဝခြေတော်ရှင်ပြရှိစေသောတိုင်းသားပြည်သူဘိုလ်လူများခြေတော်ရှင်ပြရစေသောမင်းခါသူအပေါင်းညာပြပြရှိကြပါစေသောတိုင်းနိုင်ငံပြည်ရွာအေးချမ်းသာယာရှိစေသောရွှေဘုံပြည့်ရာမြေမြတ်တာသာသနာဘာသာလေးစေသောရာဇာဓမ္မမင်းနဲ့ပြနေလိုလာလိုအေးစေသောဘုံသာဆုံးလေနွားသူနဲ့နတ်ကတမဘဝတွေမဲ့ချီလီခဲ့ကြတာရဲ့မဆုံးနိုင်ကြတဲ့တဝဲလေလေတမှုရိယဆိုသောတနာရဲ့ညှိလာတဲ့တန်ရောစီငါတွေတာရဲ့သမီးရဲ့ဇနီးတဲ့ခင်မွန်းတဲ့ရဲ့ဆွေရဲ့မျိုးရဲ့ချစ်ချိုးတွေနောင်ပွဲချီတယ်မယုံနိုင်မတွေ့နိုင်မြဲခိုင်လာတဲ့တန်လျာခီးကာမဘုံသာဆုံးလဲနွားသူနဲ့နတ်ကတမဘဝတွေမဲ့ချီလီခဲ့ကြတာရဲ့မဆုံးနိုင်ကြတဲ့တဝဲလေလေတမှုရိယဆိုသောတနာရဲ့ညှိလာတဲ့တန်ရောစီငါတွေတာရဲ့သမီးရဲ့ဇနီးတဲ့ခင်မွန်းတဲ့ရဲ့ဆွေရဲ့မျိုးရဲ့ချစ်ချိုးတွေနောင်ပွဲချီတယ်မယုံနိုင်မတွေ့နိုင်မြဲခိုင်လာတဲ့တန်တရားခရီးတဲ့လမ်းကတက်ခါမြန်းကြတဲ့တောတောင်ရေလမ်းပန်းလာဝဲနေငါမြင့်ငါသွားလို့ရဲ့တန်တရားခရီးတဲ့လမ်းကတက်ခါမြန်းကြတဲ့တောတောင်ရေလမ်းပန်းလာဝဲနေငါမြင့်ငါသွားလို့ရဲ့တန်တရားခီးတဲ့တန်တရားခီးတဲ့
ဖြစ်လွယ်ပြည့်လွယ်သဘောရဲ့လောကဝဲပြောလို့မဆုံးခွဲသင်္ခါရအတော်မတက်လို့မတည်မြဲတဲ့လေတဲ့ရတော့အရာတော့လာဘောအလာဘောနေနာမတန်နဲ့ဒုက္ခလောကရန်တရားနေရဲ့အော်ဖြစ်လွယ်ပြည့်လွယ်သဘောရဲ့လောကဝဲပြောလို့မဆုံးဝဲသင်္ခါရအတော်မတက်လို့မတည်မြဲတဲ့လေတဲ့ရတော့အရာတော့လာဘောအလာဘောနေနာမတန်နဲ့ဒုက္ခလောကရန်တရားနေရဲ့လောကီဘုံအလဲဆုံးလာကြတဲ့ဘုသူစင်လဲမလွဲပါတယ်တန်တရားခီးတဲ့တန်တရားခီးတဲ့တန်တရားခီးတဲ့လမ်းကတဲ့ခါမြန်းကြတဲ့တောတောင်ရေလမ်းပန်းလာဝဲနေငါမြင့်ငါတော်လို့ရဲ့တန်တရားခီးတဲ့လမ်းကတဲ့ခါမြန်းကြတဲ့တောတောင်ရေလမ်းပန်းလာဝဲနေငါမြင့်ငါတော်လို့ရဲ့တန်တရားခီးတဲ့တန်တရားခီးတဲ့ဖြစ်လွယ်သဘောရဲ့လောကဝဲပြောလို့မဆုံးပွဲသင်္ခါရအတော်မတက်လို့မတည်မြဲတဲ့လေတဲ့ရတော့အရာတော့လာဘောအလာဘောနေနာပတနာဒုက္ခလောကရန်တရားနေရဲ့ဖြစ်လွယ်သဘောရဲ့လောကဝဲပြောလို့မဆုံးပွဲသင်္ခါရအတော်မတက်လို့မတည်မြဲတဲ့လေတဲ့ရတော့အရာတော့လာဘောအလာဘောနေနာပတနာဒုက္ခလောကရန်တရားနေရဲ့လောကီဘုံအလဲဆုံးလာကြတဲ့ဘုသူစင်လည်းမလွဲပါတယ်တန်တရားခီးတဲ့တန်တရားခီးတဲ့တန်တရားခီးတန်တရားရှီလျာထွေပြမနေမနာတော်ရဲတော်ကြတာဘဝတန်တရားရှီလျာထွေပြမနေမနာတော်ရဲတော်ကြတာခိပန်နိုင်မရောက်မချင်းတယောက်စင်တယောက်တည်းဆက်လက်ကြွက်ခွာလာခိပန်နိုင်မရောက်မချင်းတယောက်စင်တယောက်တည်းဆက်လက်ကြွက်ခွာလာလောဘရဲ့ဒေါသရဲ့မောဟရဲ့အဝိဇ္ဇာပစ္စယသင်္ခါရတဲ့ပျော်လိုက်ရွှင်လိုက်ငိုကရေကဘယ်ဟာမတည်မြဲရဲ့ပေါက်လွယ်ရဲ့ပေါက်ပြန်အကြောင်းငယ်ခံမတကားအော်လောဘရဲ့ဒေါသရဲ့မောဟရဲ့အဝိဇ္ဇာပစ္စယသင်္ခါရတဲ့ပျော်လိုက်ရွှင်လိုက်ငိုကရေကဘယ်ဟာမတည်မြဲရဲ့ပေါက်လွယ်ရဲ့ပေါက်ပြန်အ
ကြောင့်ငယ်ကံမတကားတွေ့ကြုံဆုံးခွဲတခီးတဲ့ဝမ်းနေဝမ်းတာဝိပန်လာဖြစ်ချင်တော့လဲမဖြစ်ရပါမဖြစ်ချင်တော့လဲဖြစ်ရမှာအော်ဖြစ်ချင်တော့လဲမဖြစ်ရပါမဖြစ်ချင်တော့လဲဖြစ်ရမှာ30တပုံအတွင်းရောက်တော့ခရုတ်ကင်းလျှောက်တဲ့ဒီဘုံမှာအဲ့ဒါဘဝတန်တရားတန်တရားရှင်လျာတွေ့ပြမနေမနာသွားတဲ့သွားကြတာဘဝတန်တရားရှင်လျာတွေ့ပြမနေမနာသွားတဲ့သွားကြတာခေပန်းတိုင်းမရောက်မချင်းတယောက်စင်တယောက်တည်းဆက်လေထွက်ခွာလာခေပန်းတိုင်းမရောက်မချင်းတယောက်စင်တယောက်တည်းဆက်လေထွက်ခွာလာအော်လောဘရဲ့ဒေါသရဲ့မောဟရဲ့အဝိဇ္ဇာပစ္စယတင်ခါရတဲ့ပျော်လိုက်ရွှင်လိုက်ငိုကရေကဘယ်ဟာမတည်မြဲရဲ့ပေါက်လွယ်ရဲ့ပေါက်ပြန်အကြောင်းငယ်ခံမတကားလောဘရဲ့ဒေါသရဲ့မောဟရဲ့အဝိဇ္ဇာပစ္စယတင်ခါရတဲ့ပျော်လိုက်ရွှင်လိုက်ငိုကရေကဘယ်ဟာမတည်မြဲရဲ့ပေါက်လွယ်ရဲ့ပေါက်ပြန်အကြောင်းငယ်ခံမတကားတွေ့ကြုံဆုံးခွဲခီးတဲ့ဝမ်းနေဝမ်းတာဝိပန်လာဖြစ်ချင်တော့လဲမဖြစ်ရပါမဖြစ်ချင်တော့လဲဖြစ်ရမှာအော်ဖြစ်ချင်တော့လဲမဖြစ်ရပါမဖြစ်ချင်တော့လဲဖြစ်ရမှာ30တပုံအတွင်းရောက်တော့ခရုတ်ကင်းလျှောက်တဲ့ဒီဘုံမှာအဲ့ဒါဘဝတန်တောင်မိုင်းတောင်ကြီးမြို့နယ်ရွှေညောင်မြို့စီမှာထူးခြားလာစွာသောလေးကျွန်းစစ်ချာလောကချမ်းသာဆုတောင်းပြည့်စေရီတော်ကြီးအားခုနှစ်ရဲ့သားသမီးအပေါင်းကိုးခွေရန်ယေရှုလို့သာကမ္ဘာလုံးဆရာတော်အရှင်သူရိယာမတက်တန်သောစိတ်စေတနာဖြင့်သာသောတိထာအောင်မြင်တော်မူလေလေရာ
များစွာသောလေးကျော်စိတ်ချလောကချမ်းသာဆူတောင်းပြည့်စေတော်ကြီးအားခုနှစ်ရဲ့သားသမီးပေါင်းကိုးကွယ်ရဲ့ယေရှုလူသာဘာလုံးဆရာတော်အရှင်သူရိယာမတက်တန်သောစိတ်စေတနာဖြင့်သာကျိုးစားတည်ထားအောင်မြင်တော်မူခဲ့လေတာစိတ်ချလောကတဝန်းလုံးချမ်းသာဖို့ရာအောင်တဲ့ခိန်လို့သာနမိတ်ဆောင်ခဲ့တာတန်ရောဘဝဆက်ဆက်မဆွေတော်မျိုးတော်များဆုံတွေ့ကြဖို့ချိန်တန်ခဲ့ပြီးတတ်ဆက်ရှိရလားလာကြပါလာခဲ့ပါဖိတ်ခေါ်ပါတယ်ခင်ဗျာချမ်းပြည်နယ်တောင်ပိုင်းညောင်မြို့နေစီကိုတရားမှုရအောင်လောကတဝဲလုံးချမ်းသာဖို့ရာအောင်တဲ့ခိန်လို့သာနမိတ်ဆောင်ခဲ့တာတန်လျာဘဝဆက်ဆက်မဆွေတော်မျိုးတော်များဆုံတွေ့ကြဖို့ချိန်တန်ခဲ့ပြီးတတ်ဆက်ရှိရလားလာကြပါလာခဲ့ပါဖိတ်ခေါ်ပါတယ်ခင်ဗျာချမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာရွှေညောင်မြို့နယ်စီကိုတရားမှုရအောင်လားရွှေတော်မျိုးတော်တွေရဲ့ပြမှုကြမယ်လားရွှေတော်မျိုးတော်တွေရဲ့တို့ပါရှိရလာခဲ့ပါရွှေတော်မျိုးတော်များတို့လေးကျွတ်စိတ်ကြလောကချမ်းသာတရားမှုရအောင်လားရွှေတော်မျိုးတော်တွေပြဖို့ကြမယ်လားရွှေတော်မျိုးတော်တွေရဲ့တို့ပါရှိရလာခဲ့ပါရွှေတော်မျိုးတော်များတို့ဒီကျစိတ်ချလောကချမ်းသာတရားဖို့ရအောင်လားဒီကျစိတ်ချလောကချမ်းသာတရားဖို့ရအောင်လားဒီကျစိတ်ချလောကချမ်းသာတရားဖို့ရခဏလာတဲ့ဒီလူကြီးပေါ်နော်သာသနာအမွေတော်ကိုခံယူတဲ့ပွဲတော်ဘုံမြတ်တဲ့အလူတော်ဘုံမြတ်တဲ့အလူတော်ချင်းချင်းတဲလို့ဆင်နွှဲကြမယ်နော်လူရှင်တွေလည်းပြောအပရိသတ်တွေပြောတို့ဘဝိုင်းနဲ့ပြောစရာကောင်းတဲ့ဒီအလူတော်
နာလှတဲ့ဒီလူကြီးပေါ်နော်သာသနာအမွေတော်ကိုခံယူတဲ့ပွဲတော်မုံမြတ်တဲ့လူတော်မုံမြတ်တဲ့လူတော်ချိန်ချိန်တဲလို့ချိန်ချိန်တဲလို့ဆင်နွှဲကြမယ်နော်လူရှင်တွေလည်းပြောပရိသတ်တွေပြောတို့ပဲဝိုင်းနေပြောစရာကောင်းတဲ့ဒီအလူတော်စေတနာသုံးတန်ပြထန်းငါလူကြီးပေးလို့ပြောဒါနရွှေဦးမြုပ်ကြတဲ့လူတော်နိဗ္ဗာန်ရောက်ကြောင်းထောက်ပံ့ကောင်းဖို့နော်မောမြတ်လှတဲ့ဒီလူတော်မင်္ဂလာရှိတဲ့ချိန်ခါမှနှွဲပြောစရာကောင်းတဲ့ဒီအလူတော်ပိတ်တိတ်တော်ဆယ်တွင်ကောင်းကြီးမင်္ဂလာပြည့်စုံပါသောလူတော်မင်္ဂလာချိန်ချရောက်လို့အောင်စေရတုကြွေးကြောအောင်ပါစေတပြေညိုဆိုတဲ့ပန်းရေကဘေးမတန်အေးချမ်းအောင်အတိတ်အောင်နမိတ်အောင်ဟိတ်အောင်ပါစေနိဗ္ဗာန်တကားကြီးပွင့်မြင်နော်ပြောစရာကောင်းတဲ့ဒီအလူတော်ခန္ဓာလှတဲ့ဒီလူကြီးပေါ်နော်သာသနာအမွေတော်ကိုခံယူတဲ့ပွဲတော်မုံမြတ်တဲ့လူတော်မုံမြတ်တဲ့လူတော်ချိန်ချိန်တဲလို့ချိန်ချိန်တဲလို့ဆင်နွှဲကြမယ်နော်လူရှင်တွေလည်းပြောပရိသတ်တွေပြောတို့ပဲဝိုင်းနေပြောစရာကောင်းတဲ့ဒီအလူတော်စေတနာသုံးတန်ပြထန်းငါလူကြီးပေးလို့ပြောဒါနရွှေဦးမြုပ်ကြတဲ့လူတော်နိဗ္ဗာန်ရောက်ကြောင်းထောက်ပံ့ကောင်းဖို့နော်မောမြတ်လှတဲ့ဒီလူတော်မင်္ဂလာရှိတဲ့ချိန်ခါမှနှွဲပြောစရာကောင်းတဲ့ဒီအလူတော်ပိတ်တိတ်တော်ဆယ်တွင်ကောင်းကြီးမင်္ဂလာပြည့်စုံပါသောလူတော်မင်္ဂလာချိန်ချရောက်လို့အောင်စေရတုကြွေးကြောအောင်ပါစေတပြေညိုဆိုတဲ့ပန်းရေကဘေးမတန်အေးချမ်းအောင်အတိတ်အောင်နမိတ်အောင်ဟိတ်အောင်ပါစေနိဗ္ဗာန်တကားကြီးပွင့်မြင်နော်ပြောစရာကောင်းတဲ့ဒီအလူတော်နိဗ္ဗာန်တကားကြီးပွင့်မြင်နော်ပြောစရာကောင်းတဲ့ဒီအလူတော်နိဗ္ဗာန်တကားကြီးပွင့်မြင်နော်ပြောစရာကောင်းတဲ့ဒီအလူတော်
လူမောမြတ်ဆုံးတော်လူသာသနာကိုခံယူဖျားတဲ့တိမ်ကြောင်းဆောက်လူထိတ်ခါတဲ့ရဟန်းငယ်ရှင်ပြုအလူတကာယူကိုအေးတော်လူရိုင်းပဲကင်းတဲ့တို့လူရိုင်းစင်ရှားတဲ့တို့လူမောမြတ်တန်စင်လာတဲ့တို့လူမင်္ဂလာဝဲရောစီတဲ့ချင်းချင်းတမ်းမစဲနေကနာပစ္စယောတူစေတနာတုံးတဲ့ပြတ်တဲ့လူတဲ့လူတော်ပွဲတရာတရားပြည့်နေတို့လူမြင့်မြတ်လာတော့တို့လူစေတနာပြည့်နေတို့လူပြောစရာကောင်းတဲ့တို့လူယနေ့ရဲ့ဝေမချေအောင်ဆွေမျိုးမိတ်ပေါင်းပြောကြတဲ့လူတော်ပွဲစီတို့ဘဝိုင်းနေမြဲမြဲဆိုင်ဆိုင်ကြီးတဲ့ပွဲမင်္ဂလာရွှေဆိုင်ကြီးကချီပြောတဲ့မိုးတိညံမစဲဝေယဝိသဆောင်ရဲ့ကြတဲ့ကာလာသာကာလာသမီးတွေပျော်ရွှင်ကြတဲ့တို့လူပွဲလူမျိုးဘာသာမခွဲကြပဲရုပ်လှမြမရွေချွေးမွေးလူတဲ့ပွဲတမေရေချောင်းစီအောင်မောင်တီလူတဲ့လူတော်ပွဲပျော်ရွှင်စရာချင်းချင်းတဲတဲ့လူနဲ့ပြမအားလုံးသာဓုသာဓုသာဓုခေါ်တဲ့ပွဲအလူမောမြတ်ဆုံးတော်လူသာသနာကိုခံယူဖျားတဲ့တိမ်ကြောင်းဆောက်လူထိတ်ခါတဲ့ရဟန်းငယ်ရှင်ပြုအလူတကာယူကိုအေးတော်လူရိုင်းပဲကင်းတဲ့တို့လူရိုင်းဆက်ရှားတဲ့တို့လူမောမြတ်တန်စင်လာတဲ့တို့လူမင်္ဂလာဝဲရောစီတဲ့ချင်းချင်းတမ်းမစဲနေဗနာပစ္စယောတူစေတနာတုံးတဲ့ပြတ်တဲ့လူတဲ့လူတော်ပွဲတရာတရားပြည့်နေတို့လူမြင့်မြတ်လာတော့တို့လူစေတနာပြည့်နေတို့လူပြောစရာကောင်းတဲ့တို့လူယနေ့ရဲ့ဝေမချေအောင်ဆွေမျိုးမိတ်ပေါင်းပြောကြတဲ့လူတော်ပွဲစီတို့ဘဝိုင်းနေမြဲမြဲဆိုင်ဆိုင်ကြီးတဲ့ပွဲမင်္ဂလာရွှေဆိုင်ကြီးကချီပြောတဲ့မိုးတိညံမစဲဝေယဝိသဆောင်ရဲ့ကြတဲ့ကာလာသာကာလာသမီးတွေပျော်ရွှင်ကြတဲ့တို့လူပွဲလူမျိုးဘာသာမခွဲကြပဲရုပ်လှမြမရွေချွေးမွေးလူတဲ့ပွဲတမေရေချောင်းစီအောင်မောင်တီလူတဲ့လူတော်ပွဲပျော်ရွှင်စရာချင်းချင်းတဲတဲ့လူနဲ့ပြမအားလုံးသာဓုသာဓုသာဓုခေါ်တဲ့ပွဲ